အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တော့ပါဒီနေ့မှာတော့ hyper နဲ့လုံးဝင်းထိဆင်းကျင်းနေတဲ့ Hege ရဲ့ hero ကဲကိုလုပ်ပြီးတော့မှာဖြစ်ပါတယ်ကဲဒါဆိုစားလိုက်အောင် Hege ရဲ့ပတ်ဆက်ရတော့ကိုက enemy မျိုးပေါ်မှာပေါ်မနေဘူးဆိုရင် power state ကိုရောက်ရှိသွားမှာဖြစ်ပါတယ် power state မှာတော့ movement speed 15% အပေါ်ရတဲ့အပြင် enemy ကို damage မပေးဘူးဆိုရင်လည်းတစ်စက္ကန့်တိုင်းတွေ့ပြရပါတယ်အကယ်၍ Hege မျိုးပေါ်မှာပေါ်သွားမယ်ဆိုရင် attack speed နဲ့ movement speed 50% ကို4စက္ကန့်ရပြီး power state ကနေထွက်သွားမှာဖြစ်ပါတယ်ဒါပြင် enemy တကောင်တိုက်ခိုက်နေချေအဲ enemy ကတေရောမယ်ဆိုရင် dark fault တွေထွက်လာပြီးအဲ dark fault ထဲမှာချိနေမှာဆိုရင်လက်လာပြောင်းနေမှာဖြစ်ပါတယ်ခုတော့10စက္ကန့်ချိပါတယ် skill 1တော့ချိန်တိုင်းနေရာကိုတလပုတ်ခုတ်လဲပြီးထိမိတဲ့ enemy ရဲ့ movement speed ကိုခဏချွတ်ချလိုက်မှာဖြစ်ပါတယ်အကယ်၍ power state ဖြစ်နေချေ skill 1ကိုသုံးလိုက်ဆိုရင် movement speed အစား terrify ဖြစ်တော့ပြီးအဲ enemy ရဲ့ vision ကိုခဏပေါ်ပေးလိုက်မှာဖြစ်ပါတယ်ဒါပြင် power state ဖြစ်နေချေ skill 1ရဲ့ခုတော့လည်း30နှုန်းနဲ့ချွတ်ချပြီးမှာဖြစ်ပါတယ်skill 2ကတော့ချိန်တိုင်းနေရာ sting ကတစ်ချောင်းနဲ့5ချောင်းတိထိုးလဲမှာဖြစ်ပါတယ် sting တွေကို power state ရောက်နေချေ1.5စက္ကန့်ကြာတစ်ချောင်းရတယ်လို့ enemy ကို basic တက်ချစ်ချတဲ့တစ်ချောင်းရပါတယ်အများဆုံး5ခုထိစုလို့ရပါတယ်ဒါအပြင် basic အထက် damage ဖြစ်တာကြောင့် demon hunter အိမ်နဲ့ဆောလို့လို့ effect တွေလည်းရမှာဖြစ်ပါတယ် critical damage ကလွှဲရင်ပေါ့အတိမဲကတော့ enemy တွေရဲ့ vision ကို3စက္ကန့်ကြာအမောင်ချလိုက်မှာဖြစ်ပါတယ်အဲအတော်ဆိုရင် Hege movement speed 40% အပေါ်ရမှာဖြစ်ပါတယ်ကစကေးတွေကြောင့်ပြောပြီးဆိုတော့ 10 interest ကိုသွားလိုက်ရအောင် Hege ကိုကဲရတဲ့အကြောင်းရင်းကတော့ enemy ကအပျော့ hero တွေဖြစ်တဲ့ Massman နဲ့ Mei ကိုပွဲချပေးပြီးကစားတာပဲဖြစ်ပါတယ်အကယ်၍ fighter hyper ဒါမှမဟုတ်လုံးဝတွေပါအပျော့ကောက်တွေဆိုသူတို့ကကြုံကြတော့ပွဲချပေးပြီးကစားလို့ရပါတယ် Hege က Ali နဲ့ Mei မှာ strong တာကြောင့်မလို့လေကင်းမြောက်ကအမြန်အင်းကိုလိုပါတယ်သူ့ရဲ့ကစားပေါ်တော့ချုပ်ထဲဝင် power state ရောက်ပြီဆိုရင် enemy ကို skill 1လို့သုံးပြီးရင်ချုပ်ထဲပြန်ဝင်ပြင်ချတာပဲဖြစ်ပါတယ် Hege skill 1 teleport skill ဖြစ်တာကြောင့်တချုံနဲ့တချုံ enemy မပြေပဲခုတ်ကူးလို့ရပါတယ်ဒါအပြင် power state နဲ့သွားရင်ချင်းချင်းအရင်မြန်သွားမယ်ဆိုရင်တော့ enemy ကကိုမြင်နေရတယ်ဆိုတာကိုသတိထားလို့ရပါတယ်ကဲအဲ့ဒါဆို item နဲ့ ABC စစ်သွားလိုက်ရအောင် item တော့ DA နဲ့ကစားပါတယ် Evelyn ကတော့ DA ပဲနဲ့ကစားပါတယ် Butterfly ကတော့ Butterfly ဒါမှမဟုတ် SQ နဲ့ကစားပါတယ်ကဲဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲကြည့်ရှုပြီးတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြရင်ပြန်တွေ့ကြမယ်ကောင်းတဲ့နေ့လေးတွေပတ်စံနေကြပါစေGo. Not a line of say today.